မင်္ဂလာပါတဲလေးတို့ရေဒီနေ့ကလေအရန်ပူတာဖြစ်တဲ့တဲကြောက်တဲလေးအချင်းအရန်စားခြင်းနဲ့တဲလေးချစ်ချင်းဆက်ဆက်လေးပေါ့နော်တဲလေးနော်ဒါကတော့မမကိုတိုင်လောက်ထားတဲ့အချင်းနဲ့သူ့စားမယ်အကြီးတဲလေးအချင်းရတယ်ပါလေမယန်းသေးတဲလေးပြောတာတော့ချင်းတယ်လို့ပြောတယ်စတော်ဘယ်လီနောက်ပြီးတော့တမယာပြီးတဲလေးပူတယ်ဆိုတော့လေတဲအရန်စားခြင်းစားကြပါဦးရှင်အချင်းဒီတွေစားမယ်လားတဲလေးတို့လားအမလေးအချစ်ရအရန်ကြိုက်တယ်တဲလေးတို့စီကြီးတဲ့အကောင်လုံးစားမယ်မယန်းဒီဟာစတော်ဘယ်လီတမယာစားကြပါဦးရှင်อร่อยมากเลยมันแซ่บมากๆปูเลยเตลี่တို့တမီမစားနိုင်ဘူးเตลี่တို့เอาคงมาค่ะตัวดังกูรู้ได้ไม่ยันดีอะไรบางมาเบียไม่ยันดีเนี่ยมาดูมาเบียไม่ยันดีส่วนไอ้ยันชินจินนัดเด้อชิ้นนี้สตรอเบอรี่ใส่ได้เลยลูกอร่อยมากဒီလားအချင်းကြီးကတော့တဲလေးရတကယ်ကောင်းစပီးရအကြမ်းနေဦးလားမမတို့ရွာမှာဆိုမမတို့အိမ်မှာဆိုမမတို့ချက်မှာဆိုတဲ့3ပြင်ရှိတယ်ငငယ်တုန်းကဆိုလေမြန်သေးရလေ3ပြင်ရှိတယ်တဲ့နေရောပဲတဲလေးရဟိုထိပ်ပေါ်မှာတက်တယ်တက်ပြီးတော့လေစ
စဉ်းစားငပိတဘူးပါယူတက်ရတယ်လေရှေ့ပူလေဆိုတော့တလေဟာมีมาสาแปลว่าแต่เลยအချင်းဒီအရန်စားချင်းတယ်ချင်းစားချင်းတာတဲ့လေတော့စီရအားတော့ရှိပါတယ်တယ်လေးတွေစတူဒီယိုစားရတယ်စတော်ဘီလီလည်းချင်းတယ်နော်မချူဘူးစတော်ဘီလီနဲ့မညမ်းသေးစတော်ဘီလီကမညမ်းသေးထက်နည်းနည်းချင်းစားပါဦးရှင်ကျွတ်သွန်နေလည်းထက်ထားတယ်တဲ့လေးတို့ရဲ့နားယူနားမီမပို့မဝိမဝိပင်စည်းရှိတယ်နော်တဲလေးနော်950တပူကအလုံး30ပါတယ်တလားစားမမကိုလည်းတောက်ရပင်စည်းနော်တဲလေးနော်စမ်းတော့ကြည့်ကြနော်တဲလေးနော်ကောင်းတယ်ဆက်တယ်อร่อยมากกินแล้วแบบชื่นใจอ่ะได้กินแล้วแบบชื่นใจไม่รู้นะว่าไปใจรู้ล่ะแล้วไม่รู้ว่าเราชอบกินของแบบนี้รู้เปล่าไม่รู้นะได้กินแล้วแบบมีแรงมากขึ้นชื่นใจมากเลยအလံမစားဘူးအဝတ်စားတယ်ဘာပဲစားတော့ပဲနော်